အဲ့ဒီအဖိုးအိုဟာနေတိုင်းယုံတကောင်စီကိုတက်လက်ရှိပေမဲ့ဘယ်တော့မှချက်ပြုတ်စားတော့ခြင်းမရှိပါဘူးအဲ့ဒီအစားသူဟာကိုတောင်ထဲကိုမဝင်ခင်တိုင်းအသားတွေကိုကိုတောင်အမှတ်36စီကိုအမြဲတမ်းပို့လက်ရှိပါတယ်ပြီးတော့ကိုတောင်ထဲမဝင်ခင်ခြီလန်း3လန်းခုံလက်ရှိပါတယ်ဒါဟာနှစ်ပေါင်းများစွာကြာအောင်သူနေ့စဉ်လုပ်နေကြအလေးထက်တစ်ခုပါအဖိုးအိုရဲ့ရုပ်ဝက်ဆန်းပြတဲ့ကိုတောင်ထဲမှာဘာရှိလဲဆိုတာဘယ်သူမှမသိကြပါဘူးလူတိုင်းတေချာပေါက်တီးထားတဲ့တစ်ခုတည်းသောအရာကတော့အထဲမှာရှိနေတာလူမဟုတ်ဘူးဆိုတာပါပဲအဖိုးအိုရုတ်တရက်တေဆုံးသွားပြီးတဲ့နောက်မှာတော့ကိုတောင်ထဲကပစ္စည်းအလုံးကိုလေလံတင်ရောင်းချပါတော့တယ်လေလံဈေးအမြင့်ဆုံးပေးနိုင်တဲ့သူကအဲ့ဒီကိုတောင်ရဲ့ပိုင်ဆိုင်ခွင့်ကိုရရှိမှာပါအထဲမှာအဖိုးတန်ရတနာတွေလည်းရှိနေနိုင်တယ်လို့အမိုက်တွေလည်းဖြစ်နေနိုင်ပါတယ်နောက်ဆုံးမှာတော့အမျိုးသားတယောက်ဟာအဲ့ဒီရှိုးဝက်ဆန်းပြတဲ့ကိုတောင်အမှတ်36ကိုဒေါ်လာ400နဲ့လေလံအောင်သွားခဲ့ပါတယ်သူဟာစာချုပ်မှာလက်မှတ်ရေးထိုးပြီးတာနဲ့တော့ကိုယူပြီးကိုတောင်စီကိုချက်ချင်းဥတီသွားခဲ့ပါတယ်ရတနာရှာဖွေဖို့စိတ်အားထက်သန်နေပြီးပိုက်ဆံမြောက်များရလိမ့်မယ်လို့သူထင်မှတ်ထားခဲ့ပေမဲ့အထဲမှာတော့ပရီဘောကဟောင်းချိုကိုပဲတွေ့ရှိခဲ့ရပါတယ်တန်မိုးရှိတယ်လို့ပြောလို့ရမယ့်တခုတည်းသောပစ္စည်းကတော့ရွှေစင်စစ်နဲ့ပြုလုပ်ထားတဲ့ဖျောင်းတိုင်ထုံးတဲ့ခွက်အစင်တစ်ခုပါပဲဒါအပြင်သူဟာတေတေတက်တက်ပြုလုပ်ထားတဲ့ကူလားထိုင်နှလုံးနဲ့ကျင်ငါးပွင့်စုံးကိုဝေတင်ကေတာကိုထွင်းထုထားတဲ့စာပွဲခုံတစ်လုံးကိုလည်းတွေ့ရှိခဲ့ပါသေးတယ်သူဟာအဲ့ဒီပစ္စည်းတွေကိုဈေးကောင်းရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ရှေးဟောင်းပစ္စည်းရောင်းဆိုင်တစ်ခုစီယူဆောင်လာခဲ့ပါတယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်ကရွှေစင်ဖျောင်းတိုင်ခွက်ကိုစိတ်မဝင်စားပဲအဲ့ဒီကျင်ငါးပွင့်တင်ကေတာပါတဲ့စာပွဲခုံကိုပဲအလွန်မင်းသဘောကျနေခဲ့ပါတယ်ဆိုင်ပိုင်ရှင်ကစာပွဲခုံပေါ်ကထွင်းထုထားတဲ့တင်ကေတာတွေကိုဂယုတစိုက်ကင်တွေကြည့်လိုက်တဲ့အခါအန်ဩစရာကောင်းလောက်အောင်ပဲချို့ဝက်အန်ဆွဲတစ်ခုပွင့်ထွက်လာခဲ့ပါတယ်အဲ့ဒီအန်ဆွဲမှာတော့ရှေးဟောင်းစာအုပ်3အုပ်ရှိနေပါတယ်ဆိုင်ပိုင်ရှင်ကဒီစာအုပ်တွေအကြောင်းကောင်းကောင်းမသိတာကြောင့်ဘုံတော်ကြီးဖြစ်တဲ့သူ့ရဲ့သူငယ်ချင်းတဦးကိုဖုံးဆက်ခေါ်လိုက်ပါတယ်ဘုံတော်ကြီးဟာစာအုပ်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့တကိုယ်လုံးတောင်တင်းဆွန့်သွားခဲ့ရပါတယ်အမှန်တော့ဒါတွေဟာမကောင်းဆိုးဝါးတွေကိုစင့်ခေါ်ပြီးချုံနှောင်တဲ့နေလန်းတွေကိုအသေးစိတ်ရေးသားထားတဲ့အလွန်ရှားပါတဲ့လင်းပကရင်တရေနှင်ကျန်းစာများဖြစ်နေလို့ပါပဲမူလကစာအုပ်4အုပ်ရှိခဲ့တာဖြစ်ပေမဲ့အခုတော့3အုပ်ပဲကျန်ပါတော့တယ်စတုတ်ထမြောက်စာအုပ်ကတော့ရှာဖွေဖို့အခက်ခဲဆုံးစာအုပ်ပါဘုံတော်ကြီးကအကယ်၍စာအုပ်ဆောင်အလင်ကိုသာစုဆောင်းနိုင်မယ်ဆိုရင်ချက်ချင်းပဲဒေါ်လာ3သိန်းတန်ဖိုးရှိတဲ့ချက်လက်မှတ်ကိုရေးပေးမယ်လို့ကတိပြုလိုက်ပါတယ်ဒါကြောင့်ထိုမျိုးသားဟာဘုံတော်ကြီးကိုကိုတောင်စီအပြေးလွှားပြန်ခေါ်လာခဲ့ပါတော့တယ်ဒါပေမဲ့သူတို့ကိုတောင်ကိုရောက်တဲ့အခါမှာတော့ဘုံတော်ကြီးရဲ့မျက်နှာမူအရာဟာထူးထူးခြားခြားကိုတင်းမာချောက်ချလို့သွားခဲ့ပါတယ်အချိန်တော်ကြာအောင်လိုက်လံရှာဖွေခဲ့ကြပေမဲ့ဘာမှထပ်ရှာမတွေ့ခဲ့ပါဘူးသူတို့နှစ်ယောက်စလုံးလက်လျှော့ပြီးပြန်ထွက်ခွာဖို့ပြင်လိုက်တဲ့အချိန်မှာပဲထိုမျိုးသားဟာနယံရဲ့အနောက်ဘက်မှာရှိနေတဲ့ကျို့ဝက်ခန်းငယ်တစ်ခုကိုရုတ်တ